အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကြပြဆရာခင်စောမြင့်ရဲ့ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်နေဖြစ်ဝမ်းနည်းခြင်းများစွာဖြစ်ပေါ်နော်ကျွန်တော်ဒီနေ့ဆရာခင်စောမြင့်ရေးခဲ့တဲ့ကြပြလေးတစ်ပုဒ်အားအမှတ်တရနေဖြစ်ရှုဖတ်ပြပြီးမှဖြစ်ပါတယ်ချစ်တော်များနာတော်ရအဆင်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါPoetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တတိယလို့ချစ်လို့မုန်းချင်အောင်ဆောင်ရသောအခါလွမ်းလို့ຫນွေတို့မီလီယံများကိုကြည့်ရသောအခါလမ်းတလားခဲ့သူလမ်းကိုမေ့ထားရသောအခါကိုမပြောတာကိုသူရေမောနိုင်ပါစေအနာတရားတွေအားလုံးကိုပဲရပါစေအိမ်မြောင်တို့ကိုပဲစုပ်ထိုးပေးရစေတောက်တဲ့သူကိုပဲချွတ်ထိုးပေးရစေအုပ်အောတို့ညချမ်းချိန်ခါသူ့အတန်တာပါစေကောင်းသောအိမ်မက်သူ့ထံရောက်ပါစေခင်စော်မြင့်26ရက်2လ2018